ရှူရှာရတဲ့လေတောင်းတော့ရတဲ့ရင်နေထိုင်ခွင့်ရတဲ့ကဘာကြီးမှာအသက်ရှင်ခွင့်ရတာအတွေ့အကြုံရင်အမှန်တကယ်ကျေးဇူးတော်ဖန်ဆင်းရှင်အသိရှိနိုင်စရာလူဖြစ်ရတဲ့ချိန်တန်ဖိုးရှိတဲ့ချိန်တမလုံးခီးလန်းအတွက်မျောလင်းခြင်းပြည့်စုံသွားဘူးရာအသွေးတဲ့နဲ့ကိုယ်တော်ပေးဆက်တာထိုကဲ့သို့တော့ချင်းမြတ်တာကိုတော်ပါသေးတဲ့ညင်မိတော့မလို့တော်သေးတဲ့ကြိုးခိုင်းတော့မလို့ကျေးဇူးတော်ကကြည်လုံးလို့သာတော်သေးတယ်ရှူရှာရတဲ့လေတောင်းတော့ရတဲ့ရင်နေထိုင်ခွင့်ရတဲ့ကဘာကြီးမှာနေအသက်ရှင်ခွင့်ရတာဒါတွေ့ကြည့်ရင်အမှန်တကယ်ကျေးဇူးတော်ဖန်ဆင်းရှင်အသိရှိနိုင်စရာလူဖြစ်ရတဲ့ချိန်တန်ဖိုးရှိတဲ့ချိန်တမလုံးခီးလန်းအတွက်မျောလင်းခြင်းနေပြည့်စုံသွားဘူးရာအသွေးတဲ့နဲ့ကိုယ်တော်ပေးဆက်တာထိုကဲ့သို့တော့ချင်းမြတ်တာကိုတော်ပါသေးတဲ့ညင်မိတော့မလို့တော်သေးတဲ့ကြိုးခိုင်းတော့မလို့ကျေးဇူးတော်ကကြည်လုံးလို့တန်းတော်သေးတယ်ကျွန်တော်ရဲ့အုံနောင်နေဆိုအတွေ့ခေါ်အမှားတွေကျွန်တော်ရဲ့စိတ်ဓာတ်နဲ့ဆိုအတားအမှားတွေနေပဲတော်ပါသေးတယ်ညင်မိတော့မလို့တော်သေးတဲ့ကြောခိုင်းတော့မလို့ကျေးဇူးတော်ကကြည်လုံးလို့တာတော်ပါသေးတယ်ညင်မိတော့မလို့တော်သေးတဲ့ကြောခိုင်းတော့မလို့ကျေးဇူးတော်ကကြည်လုံးလို့တာတော်သေးတယ်ကျွန်တော်တမနစ်လောက်နည်းနည်းလေးကျွန်တော်ဘဝရဲ့ဖြစ်ပျက်လေးကိုကျွန်တော်နည်းနည်းလေးတည်ခံခြင်းနဲ့ကျွန်တော်ခရစ်တော်ရဲ့မြတ်တာကိုကျွန်တော်နားမလည်ခဲ့တဲ့ကျွန်တော်ဘဝရဲ့နေ့ရက်တွေမှာဘုရားအလုပ်လုပ်တဲ့သူတွေကိုကျွန်တော်ကယ်ရခဲ့တဲ့သူကြောင့်ဖြစ်တယ်။ယဉ်နှချင်းခံတဲ့ကျွန်တော်တငယ်ချင်းတွေကိုကျွန်တော်သူတို့ကိုကျွန်တော်ဆဲခဲ့တယ်။ဘုရားအလုပ်လုပ်တဲ့သူတွေကိုကျွန်တော်အမြင်ကပ်ခဲ့တယ်။ကျွန်တော်နားမလည်ခဲ့ဘူးကျွန်တော်အင်မတန်မှမိုက်ရိုင်းတဲ့သူတယောက်ဖြစ်တယ်။ကျမ်းစာကြောင့်ရောက်လာတယ်။ချီးမွမ်းနေတဲ့သူတွေမျက်ရည်ကျနေတဲ့သူတွေကိုကြည့်ပြီးတော့ကျွန်တော်ကယ်ရခဲ့တယ်။ဟာလေလုယာလို့အော်နေတဲ့မျက်ရည်ကျတဲ့သူတွေကိုကျွန်တော်အပေါ်အလုပ်တွေရှောက်လုပ်နေတာပါလို့ကျွန်တော်ကျမ်းစာကြောင့်ခံတဲ့ရောက်တဲ့တိုင်အောင်ကျွန်တော်အယံပဲမိုက်ရိုင်းခဲ့တဲ့သူတယောက်ဖြစ်တယ်။အဲ့လောက်မိုက်ရိုင်းတဲ့ပါဇက်အဲ့ဒီအတွေးခေါ်အယံရိုင်းတဲ့ကျွန်တော်ရဲ့လက်တွေအယံရိုင်းတဲ့ဒီနှုတ်ရှာပါဇက်ဘလို့မှပြောင်းလဲလို့မရတော့ဘူးလို့ထင်တယ်အဲ့ဒီအရာခတ်သိမ်းရဲ့မိုက်မဲခြင်းတွေစိုးသွားခြင်းတွေစိုးညစ်ခြင်းတွေကိုထိုယေရှုရဲ့
ချီးမွမ်းလွန်းတဲ့ဂျေဇုတော်ကိုကျွန်တော်သူ့ရဲ့မေတ္တာကိုခံစားလာတဲ့နေ့မှာကျွန်တော်ဘဝခတ်သိမ်းပြောင်းလဲသွားတယ်ကျွန်တော်ရဲ့လက်နဲ့မချီးမွမ်းခြင်းခဲ့တဲ့လက်တွေသူများကိုအပြစ်တင်ခဲ့တယ်သူများကိုဝေဖန်ခဲ့တယ်ကဲ့ရဲ့ခဲ့တဲ့ဒီပါဇက်ကဘုရားကိုချီးမွမ်းဖို့အကြောင်းဖြစ်လာတယ်အဲ့ဒီအရာတွေအားလုံးကတစုံတစ်ယောက်ကကျွန်တော်ကိုတွန်းပြီးတော့ထုံးနဲ့ရိုက်ပြီးတော့ပြောင်းလဲစေခဲ့တာမဟုတ်ပါဘူးချီးမွမ်းလို့နဲ့ဂျေဇုတော်ကြောင့်ကျွန်တော်ရဲ့ဘဝအားလုံးကိုပြောင်းလဲစေခဲ့တာဖြစ်တယ်အဲ့ဒီဘုရားကိုမချီးမွမ်းရင်ကျွန်တော်ဘာလို့ချီးမွမ်းမှာလဲ